ကဲဗျာကျွန်တော်တို့ C++ developer ရဲ့ဘဝမှာကြုံမှုကြမှာကိုရေးထားတဲ့ကိုယ်တိုင်ပြန်ကြည့်ပြီးဟာဒါကြီးဘယ်လိုချိနေရလဲ resource တွေပိတ်ဖို့မေ့နေလီလားလို့ခေါင်းကုတ်ဖူးလားဒါမှမဟုတ် program က crash သွားတာ memory leak တွေဖြစ်တာမျိုးကြုံဘူးလားဒီနေ့တော့ဒီလိုခေါင်းခဲစရာပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့ C++ ရဲ့ရှုပ်ဝက်လက်နက်တစ်ခုအကြောင်းပြောပြပေးမှာပါအဲ့ဒါကတော့ RAII လို့ခေါ်တဲ့ design pattern တစ်ခုပဲဖြစ်ပါတယ် Resource acquisition is initialization ရဲ့အတူကောက်ပါနာမည်ကရှုပ်ထွေးတယ်လို့ထင်ရပေမဲ့သဘောတရားကအရန်ကိုယူရှင်းပြီးအစွမ်းထက်ပါတယ်ကျွန်တော်ရဲ့ C++ program တွေမှာ memory တွေ file တွေ database connection တွေ network socket တွေဒါမှမဟုတ် thread lock တွေလို့ resource တွေအများကြီးကိုအသုံးပြုရပါတယ်ဒီ resource တွေဟာအဖိုးတန်ပြီးအသုံးပြုပြီးရင်တေချာပြန်လွတ်ပေးရပါတယ်မဟုတ်ရင်ဘာဖြစ်မလဲ memory leak တွေဖြစ်ပြီး file handle တွေပိတ်ဖို့မေ့လို့နောက်ပိုင်း file ဖွင့်လို့မရတော့တာမျိုး database connection တွေပွင့်ပြီးပိတ်ဖို့မေ့လို့ server ဘက်က overload ဖြစ်တာမျိုးစသည်ဖြင့်ပြဿနာပေါင်းစုံတက်လာနိုင်ပါတယ်ဒီလို resource တွေကို manual လိုက်ပြီး manage လုပ်ရတာဟာပင်ပန်းပါတယ်အထူးသဖြင့် program ထဲမှာ exception တွေထစ်လာတဲ့အခါဒါမှမဟုတ် function ကနေ return လုပ်လိုက်တဲ့အခါမျိုးမှာ resource တွေကိုပိတ်တတ်ကြပါတယ်ဒီနေရာမှာ RAII ကဝင်လာတာပါ RAII ရဲ့အဓိကသဘောတရားက resource တစ်ခုကိုယူလိုက်တာနဲ့အဲ့ဒီ resource ကို class ရဲ့ constructor ထဲမှာ initialization လုပ်ပြီး class ရဲ့ destructor ထဲမှာပြန်လွတ်ပေးဖို့လုပ်လိုက်ခြင်းပါမယ်ယူရှင်းပါတယ်နော် class ရဲ့ object တစ်ခုကိုဖန်တီးလိုက်တာနဲ့ resource ကိုယူလိုက်မယ်အဲ့ဒီ object ရဲ့ lifetime ကုန်ဆုံးသွားတဲ့အခါဥပမာ function scope ကနေထွက်သွားတဲ့အခါ exception ကြောင့် stack unwinding ဖြစ်တဲ့အခါ destructor ကအလိုအလောက်အလုပ်လုပ်ပြီး resource ကိုပြန်လွတ်ပေးမယ်ဒါဆိုဘာမှမေ့စရာမလိုတော့ဘူးဥပမာလေးနဲ့ပြောပြရအောင်ကျွန်တော်တို့မှာ file တစ်ခုကိုဖွင့်ပြီးစာရေးမယ်ဆိုပါစို့ manual လုပ်ရင် file*fb equals foben data.txt w ပြီးရင် frettrn fb hello လို့ရေးရပါတယ်ဒီ fcloce fb ကိုမေးလိုက်မိရင်ဘာဖြစ်မလဲ file handle leak တွေဖြစ်ပြီးနောက်ပိုင်း file တွေဖွင့်လို့မရတော့တာမျိုးဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ C++ ရဲ့ std.fstream ကိုအသုံးကြည့်ပါ std.fstream file data.txt std.ios.out ဒီcode ထဲမှာကျွန်တော်တို့ file.close ကိုရေးစရာမလိုပါဘူး file object ရဲ့ scope ကုန်ဆုံးသွားတာနဲ့ std.fstream ရဲ့ destructor က file.close ကိုအလိုအလောက်ခေါ်ပေးသွားမှာပါဒါဟာ RAII ရဲ့အစွမ်းတစ်ခုပါပဲနောက်ထပ်ဥပမာတစ်ခုက memory management ပါ C++ 11 ကစပြီး std.unique pointer နဲ့ std.share pointer တွေပေါ်လာပါတယ်std.unique pointer int pointer equals new int 10ဒီ pointer object ရဲ့ scope ကုန်တာနဲ့ new လုပ်ထားတဲ့ int memory ကို delete နဲ့အလိုအလောက်ပြန်လွှတ်ပေးသွားမှာပါကျွန်တော်တို့ delete pointer လို့ရေးစရာမလိုတော့ပါဘူးဒါဟာလဲ RAII ပါပဲအန်တော့စရာကောင်းတာက RAII က memory အတွက်ပဲသုံးတာမဟုတ်ပါဘူး thread တွေက mutex တွေ lock လုပ်တဲ့အခါ std.lockguard ကိုသုံးရင် lock ပြီးရင် unlock လုပ်ဖို့မေ့စရာမလိုတော့ပါဘူး transaction တွေလုပ်တဲ့အခါ graphic API တွေမှာ resource တွေဖန်တီးရဲ့အခါမျိုးမှာလည်း RAII ကိုအသုံးချလို့ရပါတယ် RAII ကိုသုံးချင်းဖြင့်ဘာတွေကောင်းလဲတစ် bad နေသွားမယ် resource တွေကို pick ဖို့မေ့လို့ဖြစ်တဲ့ error တွေပျောက်သွားမယ်နှစ် exception safe ဖြစ်လာမယ် programmer exception တွေဖြစ်ရင်တောင်